အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရိုးရိုး Facebook ကနေ page ပုံစံပြောင်းပြီးတော့ပတ်စံရှာချင်တဲ့သူတွေအတွက်ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အရန်လွယ်ကူတယ်ကျွန်တော်ပြောသလိုမျိုးလုပ်တယ်ဆိုတော့ချက်ချင်းတတ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုအစားနဲ့ဆုံးသိချလေးကြည့်ပေးကြပါနော်ကိုယ့်ရဲ့ရိုးရိုးအကောင့်ကို page ပုံစံပြောင်းပြီးတော့ပတ်စံရှာချင်တဲ့သူတွေအတွက်ကျွန်တော်ဒီမှာဒီချာလေးဗီဒီယိုနဲ့ပြောပြမှာဖြစ်ပါတယ် Facebook အကောင့်ထဲမှာဝင်မယ်ကဲကိုယ့်ရဲ့ profile မှာနော်ကိုယ့်ရဲ့ profile ထဲမှာဝင်ရမှာဖြစ်ပါတယ်ကျွန်တော် wipe ပေးမယ်နော်ဟာလေကျွန်တော် wipe ပေးမယ်ဒီမှာကိုယ့်ရဲ့ profile ဒီမှာကိုယ့်ရဲ့ profile နော်ဒီထဲမှာဝင်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုတော့ဒီမှာဒီ asset 3 set ကိုတွေ့လား asset 3 set တချို့ကမတွေ့မှာဆိုလို့ကျွန်တော် wipe ပြပေးမယ်wipe ပြမယ်နော်ဒီမှာ asset 3 set အပေါ်ဆုံးမှာအဲ့ဒီ asset 3 set ဒီနေရာကိုတစ်ချက်နှိပ်ပါချက်နှိပ်ပြီးဆိုတော့ဒီအောက်မှာ search ရဲ့အောက်မှာ turn on personal mode ဆိုပြီးတော့ရှိတယ်ဖုန်းကတော့ဒီတယောက်နဲ့တယောက်ဖုန်းကတော့တူမှာမဟုတ်ဘူးဆိုတော့ဒီမှာတေချာလေးရှာပြီးတော့တချို့ကပေါ်မှာရှိနေတယ်တချို့ကအလဲမှာတချို့ကအောက်မှာရှိနေတယ်ဆိုတော့ဒီမှာအောက်မှာတွေ့လား search ရဲ့အောက်နားလေးမှာဒီမှာ turn on personal mode ဆိုပြီးတော့စာရေးထားတယ်အဲ့ဒါတွေ့ပြီးဆိုတော့အဲ့နေရာကိုနှိပ်ပါအဲ့ဒါဆိုတော့ဒီမှာ turn on ကို select ပြီးတော့နှိပ်ထားမယ်အပေါ်အပြာနဲ့เนาะအပြာနဲ့ပြထားတဲ့ turn on ဆိုတော့ select နှိပ်မယ်ပြီးတော့ခဏဆောင်ပါပြီးတော့ဒါ next နှိပ်လိုက်ရုံပဲပြီးတော့ next ပဲ next turn နှိပ်ပြီးတော့ဒီဟာကျတော့ရွေးခိုင်းတဲ့ဟာ public ကိုပေါ်ဆုံးဟာကျွန်တော်ရွေးလိုက်မယ်ပြီးတော့ next ပြီးတော့ဒီ confirm ဆိုပြီးတော့ဒီဟာအတည်ပြုပြီလားဆိုတဲ့ဟာเนาะဒီအပြာရောင်နဲ့ပြထားတဲ့ဟာအဲ့ဒါ confirm ကိုထပ်နှိပ်ရမှာဖြစ်ပါတယ်ပြီးတော့ next ပဲစနှိပ်ပါ next ဒီမှာတွေ့လား congrats that you're ready to start using professional mode เนาะဒီမှာပြထားပြီဆိုတော့ဒါကိုလို့တာအောင်မြင်ပြီဆိုတာပြောတာဖြစ်ပါတယ်ဆိုတော့ဒီမှာ go to professional dashboard ကိုထပ်နှိပ်ဒီဆိုဒါဆိုတော့ရသွားပြီเนาะရသွားပါပြီ get started ကိုထပ်နှိပ်မယ်အဲ့ဒါဆိုတော့ကိုယ့်ရဲ့ page ထဲမှာဒါထပ်ပြီးတော့เนาะထပ်ပြီးတော့ကိုဒီဟာထပ်မလားဒါမှမဟုတ်ဘယ်လိုရှင်းမလဲဒီလိုရှင်းမလားတော့ထပ်ရှင်းပြီးတော့ပြန်ဝင်ကြည့်ကိုယ့်ရဲ့အကောင့်မှာကိုယ့်ရဲ့အကောင့်ပြန်ဝင်ပြီးဆိုတော့ဒီနားမှာကြည့်ကိုယ့်ရဲ့အကောင့်မှာเนาะပြန်ဝင်ပြီးတော့ကြည့်ဒါဆိုရင်တော့ဒီမှာပြပြီတွေ့လားဒီမှာတွေ့လားဒီမှာ following ဆိုပြီးတော့ one post ဒါပြထားတာကျွန်တော်ဒီဟာကို message တွေလောက်တတ်အောင်ကျွန်တော်ပြရချင်းဖြစ်တယ်ဒါကြောင့်ဒီမှာเนาะ message ရဲ့ဒီ account မှာဆိုတော့ဒီ friend ဘယ်လောက်ရှိတယ်ဆိုတာအကုန်လုံးဖော်ပြမှာဖြစ်ပါတယ်ကျွန်တော်ပြောသလိုလိုက်လို့ကြည့်ပါเนาะအဲ့ဆိုတော့ရသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့သူတွေနောက်ထပ်ဒီလိုအကျိုးရှိမဲ့ဟာတွေဆက်လက်ပြီးတော့ပြောပြမှာတင်ပြပေးမှာမို့ကျွန်တော်ရဲ့ဒီ page အောက်မှာ like comment share လေးလုပ်ပေးပါအောင်เนาะပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကျွန်တော်တင်တဲ့ချိန်မှာချက်ချင်းတွေ့နေအောင် page ကိုလည်း follow လုပ်ပေးကြပါအောင်လို့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you soon